ဆေးထိုးရကြောက်တဲ့သူတွေအတွက်အပြော့လေးကိုတီထွင်လိုက်ကြပါပြီ။ဒီအလေးကတော့ဆေးထိုးရမှာကြောက်တဲ့ကလေးငယ်တွေနဲ့ကောင်မလေးနုနုရွရွလေးတွေအတွက်တီထွင်ထားတာဖြစ်ပါတယ်။နောက်ကြပါရှင်ဆေးထိုးရမြင်တာနဲ့ထွက်ပြေးတတ်တဲ့လူကြီးမင်းတို့အတွက်လည်းသုံးလို့ရပါတယ်။ဒီဆေးထိုးရပြော့လေးကတော့တောင်ကိုရီးယားနိုင်ငံရဲ့တီထွင်ဖန်တီးမှုလေးပဲဖြစ်ပါတယ်။တာမန်ဆေးထိုးရတွေကြောင့်ဆေးထိုးနေတော့ထိခိုက်ဒဏ်ရာရတာတွေဆေးထိုးပြီးပြန်ထုတ်မှာမတော်တဆထိခိုက်မှုဖြစ်ပြီးသွေးကြောကိုထိကသွေးထွက်လာတာတွေအစားရှိတဲ့ကိစ္စရပ်တွေကဆေးပညာနယ်ပယ်မှာနေ့စဉ်လိုကြုံတွေ့နေရတဲ့အဖြစ်အပျက်တွေပါအဲ့လိုအဖြစ်အပျက်တွေကြောင့်ဆေးထိုးရမြင်တာနဲ့ဇောကျွေးပြန်တဲ့အထိစိတ်ဒဏ်ရာရသွားသူတွေလည်းမနှဲဘူးနော်ဒီဆေးထိုးရအပြော့လေးကတော့ဂယ်လီယမ်လို့ခေါ်တဲ့လူခန္ဓာကိုယ်အပူချိန်နဲ့ထိတွေ့လိုက်တာနဲ့အတန်းအရေးပျော်သွားတဲ့သတ္တုတစ်မျိုးနဲ့လှုပ်ထားတာပဲဖြစ်ပါတယ်အပြော့လေးကထိုးသွင်းချိန်မှာတော့တာမန်အတချောင်းလိုပဲဖြစ်ပြီးခန္ဓာကိုယ်တွေကပြန်ထုတ်ချိန်မှကြောင့်လူကိုမထိခိုက်မိအောင်ပျော့ပြောင်းနေမှာပါဒီအလီကမကျွမ်းကျင်တဲ့ဆေးပညာဝန်ထမ်းတွေကြောင့်ဖြစ်တဲ့ဆေးထိုးချိန်ထိခိုက်ဒဏ်ရာရမှုတွေကိုရှော့ချပေးနိုင်တာကတော့အသေးချပါပဲ